ဒီနေ့အပိုင်းရဲ့အစမှာတော့ရီဘွန်ကဆာဝါရာကိုနှိုးနေခဲ့တာကိုတွေးရမှာဖြစ်ပြီးဒီနေ့လောက်ရမယ့်အချိန်စရာကိုလည်းပြနေခဲ့ပါတယ်။ဆာဝါရာကအချိန်စရာရဲ့နောက်ဆုံးမှာဗော်လီဘောအသင်းမှာကစားရမယ်လို့ရည်ထားတာကိုမြင်ပြီးသူကဗော်လီဘောအသင်းရဲ့ရန်ကစားသမားသာဖြစ်တာကြောင့်ဘလို့ဖြစ်ပြီးပွဲထွက်ခွင့်ရသွားတာလဲလို့ရီဘွန်ကိုမေးလိုက်ပါတယ်။ရီဘွန်ကလည်းကျောင်းကစားသမားတွေအားလုံးဗီဇာမှာထားပြီးနေမကောင်းဖြစ်သွားကြတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။တကယ်တော့ရီဘွန်ကဆာဝါရာကိုပွဲထွက်ခွင့်ရစေခြင်းလို့အဲ့လိုဖြစ်အောင်သူပဲတမင်လုပ်ထားခဲ့တာပါ။နောက်တစ်ခါမှာတော့ဆာဝါရာကကျောင်းကိုရောက်လာခဲ့ကကျောင်းသားအသစ်တယောက်ကိုမိတ်ဆက်နေတာကိုလည်းတွေးကြရမှာဖြစ်ပြီးအဲ့ဒီကျောင်းသားအသစ်ရဲ့နာမည်ကတော့ဂူဂူတရာဟာရတဲ့ဖြစ်ကြောင်းဆီယာမားကမိတ်ဆက်ပေးလိုက်ပြီးဂူဂူတရာကကျောင်းကိုရောက်ချင်းမှာပဲဆာဝါရာရဲ့ခုံကိုကန်ကမကျင်တဲ့အကြည့်တွေနဲ့စိုက်ကြည့်သွားခဲ့ပါတယ်အဲ့လိုနဲ့အတန်းစင်းချင်းရောက်တော့အာကိုနေမယ်နော်ဆိုတဲ့အတန်နဲ့အတူယာမာမိုတိုတာကီစီဆိုတဲ့သူနဲ့ကျိုးကိုချမ်းတို့လည်းရောက်ရှိလာခဲ့ကြပြီးဆာဝါရာကမိုချီတာကိုမနေ့ကအနိုင်ယူထားတာကြောင့်သူတို့ကအထင်ကြီးနေကြကြောင်းနဲ့အဲ့ဒီကိစ္စကြောင့်သူ့ကိုအရင်လိုအချုံးသမားလို့ဘယ်သူမှမခေါ်ကြတော့ကြောင်းကိုပြောပြလိုက်ပြီးအဲ့ဒီဗော်လီဘောပွဲမှာလည်းအစမ်းကုန်ကြိုးစားဖို့သူတို့ကလာရောက်အားပေးကြတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ခါမှာတော့ဆာဝါရာကအခန်းထဲကထွက်လာခဲ့ပြီးရီဘွန်ကိုညနေကျရင်လည်းအရင်လိုသူ့ရဲ့ကြည်စံနဲ့ပြပေးပြီးကူညီပေးဖို့ပြောနေတာကိုတွေ့ရမှာဖြစ်ပါတယ်ရီဘွန်ကလည်းဆာဝါရာဟာအရင်လိုချုံးသမားတယောက်မဟုတ်တော့ပဲနောက်နာရစရာလည်းမရှိတော့တာကြောင့်သူ့ရဲ့ကြည်စံနဲ့ပြစ်လိုက်ရင်လည်းတေဆုံးသွားမှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ရီဘွန်ကအဲ့လိုပြောလိုက်တာကြောင့်အရင်လိုချုံသမားဆိုပြီးပြန်ခေါ်ခံရမှာကိုဆာဝါရာကကြောက်နေခဲ့ပြီးရီဘွန်ကလည်းအသံကုန်စူးစမ်းပြီးချုံသွားတဲ့သူကိုဘယ်သူမှလောင်ရင်ကြမှာမဟုတ်ကြောင်းနဲ့အတိရှိရှိရင်ဆိုင်တဲ့ကြောင့်အားပေးလိုက်တာကြောင့်ဆာဝါရာလည်းဘာပဲဖြစ်ဖြစ်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတော့အဲ့လိုနဲ့ဆာဝါရာလည်းကစားကွင်းကိုရောက်ရှိလာခဲ့ပြီးတကားဖွင့်လိုက်တဲ့အခါမှာတော့အရင်လိုမဟုတ်ပဲသူ့ကိုအားပေးနေတဲ့သူတွေအများကြီးရှိနေတာကိုလည်းတွေ့လိုက်ရပါတယ်ဒါပေမဲ့ကစားပွဲစားတဲ့အချိန်မှာတော့ဆာဝါရာတယောက်ဘောလုံးကိုတစ်ချက်တောင်ထိအောင်မရိုက်နိုင်ပဲကြောင်ပြောင်းနေခဲ့တာကြောင့်ဘေးကအားပေးနေတဲ့သူတွေကတော့ညံလိုက်တာဆိုပြီးစိတ်ပြက်နေခဲ့ရပါတယ်ဒီလိုနဲ့ခဏနာချင်းရောက်တဲ့အခါမှာတော့ဆာဝါရာကသူကောင်းအောင်မလုပ်နိုင်ခဲ့တာကိုစင်ကြေပေးဖို့ကြိုးစားပေမဲ့အသင်းသားတွေမှလည်းဒဏ်ရာကိုကြီးရထားတာကိုတွေ့လိုက်ရပြီးအဲ့လိုဒဏ်ရာတွေရထားတာတော့အဆန်းကုန်ကြိုးစားနေတာကိုမြင်လိုက်ရတာကြောင့်ရီဘောပြတဲ့အဆန်းကုန်ကြိုးစားပြီးချုံသွားတဲ့သူကိုဘယ်သူမှလောက်ရင်မှမဟုတ်ဘူးဆိုတဲ့စကားကိုသဘောပေါက်သွားခဲ့ပြီးသူလည်းအဆန်းကုန်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်ပွဲပြန်စားတဲ့အချိန်မှာတော့ဆာဝါရာကိုစောင့်ကြည့်နေတဲ့ရီဘွန်ကသူပြောပြလိုက်တဲ့စကားကိုသဘောပေါက်သွားပြီဆိုတာရိပ်မိလိုက်တဲ့အတွက်အရင်နဲ့မတူတဲ့ကြီးစံ2000နဲ့ဆာဝါရာရဲ့ခြေထောက်ကိုပြစ်ပေးလိုက်ကကူညီပေးလိုက်ပါတယ်ဒီတစ်ခါမှာတော့ဆာဝါရာကအရင်လိုကိုတုံးလုံးနဲ့ပြန်ထမလာတော့ပဲသူ့ရဲ့အမြင့်ကုန်နိုင်စွမ်းကလည်းအရင်ကတည်းကကောင်းနေခဲ့တာကိုဆာဝါရာတယောက်သတိထားမိသွားခဲ့ပါတယ်ဒီလိုနဲ့တစ်ဖက်အသင်းရဲ့ရိုက်ချက်ကိုယောက်ျားလေးတယောက်ရဲ့အဓိကနေရာနဲ့ဓာတ်စီပေးနိုင်ခဲ့ပြီးသူ့ရဲ့ပြိုင်ဘက်ကိုပိတ်ဆို့တဲ့ပုံစံကတောင်းနိုင်နေခဲ့ပေမဲ့လည်းအလုပ်ပြနေခဲ့တာကြောင့်နောက်ဆုံးမှာတော့သူတို့အသင်းကအနိုင်ရရှိသွားခဲ့ပါတယ်အနိုင်ရသွားခဲ့လို့ယာမာမိုတိုကဆာဝါရာကိုချီးကျူးနေတဲ့အချိန်ကိုကုတေရာကစကားပြောလိုက်ပြီးဘုံမူလာမိသားစုရဲ့ဆယ်ဆက်မြောက် boss ဖြစ်လက်မခံနိုင်သေးကြောင်းမကျေနပ်တဲ့ပုံစံနဲ့ပြောလိုက်တာကြောင့်ဆာဝါရာကလည်းကိုကုတေရာကဘုံမူလာမိသားစုအကြောင်းသိနေခဲ့တာကြောင့်အံ့ဩသွားခဲ့ပြီးစကားပြောဖို့အပြင်ကိုထွက်လာခဲ့ကြပါတယ်အပြင်ကိုရောက်တဲ့အခါမှာတော့ကိုကုတေရာကဆာဝါရာကိုတိုက်ခိုက်ဖို့စိန်ခေါ်နေတဲ့အချိန်ဘီဘွန်ကရောက်လာခဲ့ပြီးကိုကုတေရာကသူအီတလီကခေါ်လာတဲ့မာဖီးယားမိသားစုအဖွဲ့ဝင်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်ကိုကုတေရာကရီဘွန်ကိုမာဖီးယား boss ကိုတက်လိုက်တဲ့သူက boss ဖြစ်လာမှာမလားလို့မေးလိုက်တာကြောင့်ဆာဝါရာတယောက်ထိတ်လန့်သွားခဲ့ရပါတယ်ရီဘွန်ကလည်းထောက်ခံပေးလိုက်တာကြောင့်ကိုကုတေရာကသူ့ရဲ့ dynamite တွေနဲ့ဆာဝါရာကိုပြစ်ခတ်တိုက်ခိုက်ပါတော့တယ်ဆာဝါရာကလည်းသူနာရောက်လာတဲ့ dynamite ရဲ့မီးတွေကိုလက်နက်ငိမ့်သက်လိုက်တာကြောင့်ကိုကုတေရာက dynamite နှစ်စားနဲ့ထပ်ပစ်လိုက်ပါတယ်အဲ့အချိန်ရီဘွန်ကသူ့ရဲ့သင်မင်းပစ်ချက်နဲ့ဆာဝါရာကိုကူညီပေးလိုက်တာကြောင့်သူမတူတဲ့စွမ်းအားတွေနဲ့ပြန်လည်ရှင်းသန်လာခဲ့ပြီး dynamite တွေအကုန်လုံးကိုလည်းလက်နက်ငိမ့်သက်ပေးလိုက်ပါတယ်ကိုကုတေရာက dynamite သုံးစားနဲ့ထပ်ပစ်ဖို့လုပ်ပေမဲ့သူနားမှာပါကြာသွားခဲ့တာကြောင့်ဆာဝါရာကပဲပြန်ကယ်ပေးလိုက်ရပါတယ်ကိုကုတေရာကသူ့ကိုကယ်လိုက်တဲ့ဆာဝါရာရဲ့စိတ်ဓာတ်ကိုလေးစားသွားခဲ့ပြီး boss အဖြစ်လက်ခံလိုက်ကညာလက်ရုံးအဖြစ်နေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့အချိန်ယာမာမိုတိုကရောက်လာခဲ့ပြီးမာဖီးယားလုပ်တဲ့ကစားနေတဲ့ထင်တာကြောင့်သူလည်းပါခြင်းကြောင့်ပြောနေတော့မှပဲလူမိုက်3ယောက်ကဆာဝါရာကိုလာလောင်နေခဲ့တာကြောင့်ညာလက်ရုံးဖြစ်တဲ့ကိုကုတေရာကပဲသူ့ရဲ့ dynamite ကိုတုံးပြီးဆုံးမနေတဲ့အခန်းမှာပဲ Hitman Reborn Season 1အပိုင်း2ကလည်းပြီးဆုံးသွားခဲ့ပါတော့တယ်အားလုံးပဲမနက်ဖြန်မှအပိုင်း3နဲ့ပြန်လာခဲ့ပါမယ်ကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်